but you must be feeling bored from singing and dancing, so we got something different for you. It's a drama called Yue Gong De, which means jewel merchant. This is a story about Chu Yue merchant. The moral of the story is how the wicked and greedy merchant ended up losing everything, and the honest and righteous merchant gained beyond expectations. Ladies and gentlemen, please give it up for our Yue Gong De. Oh, I see the king, you are going to
盖起来咱们，我等一下报警。好，收呀，收快递，收快递，他打你，他打你。好吧的，好吧的，毛衣耶，一来原来的我，妹妹送me两六八的，一来原来的我，妹妹送me两六八的，好哩快个来呢，达达老贝嘎，达达老贝嘎，来个把拉毛衣耶。ရွှေခွက်တော့ဖြစ်နေပြီအားနေကိုပစ္စည်းတစ်စုံတစ်ခုမပေးရပဲဒီရွှေခွက်ကြီးအလကားရအောင်အမျက်ထုတ်လိုက်အောင်ပဲအမျက်ထုတ်လိုက်အောင်ပဲဟဲ့ချစ်တွက်ထားအောင်ကွယ်နှစ်ခွက်ကဘာကမှအသုံးမကျဘာကမှအသုံးမကျပဲဝဲမြတ်တော့မတန်ဘူးဟဲ့ချစ်တွက်ထားအောင်ကွယ်နှစ်ခွက်ကဘာမှအသုံးမကျပဲဝဲမြတ်တော့မတန်ဘူးဟဲ့ငါပစ္စည်းကိုဒီလိုကစိတ်မကူးနဲ့ငါပစ္စည်းကိုဒီလိုကစိတ်မကူးနဲ့မလဲနိုင်ဘူးဟဲ့နှစ်ခွက်စုပ်ဘာလို့ဖျားလဲဟဲ့အလကားပေးလိုက်တာပဲဘာရမလဲအလကားပေးမလားချစ်တွက်ထားအောင်ကွယ်နှစ်ခွက်ကဘာကမှအသုံးမကျပဲဝဲမြတ်တော့မတန်ဘူးဟဲ့ချစ်တွက်ထားအောင်ကွယ်နှစ်ခွက်ကဘာမှအသုံးမကျပဲဝဲမြတ်တော့မတန်ဘူးဟဲ့ငါပစ္စည်းကိုဒီလိုကစိတ်မကူးနဲ့ငါပစ္စည်းကိုဒီလိုကစိတ်မကူးနဲ့မလဲနိုင်ဘူးဟဲ့နှစ်ခွက်တော့ဘာလို့ဆရာလဲဟဲ့耶，来，